နေကောင်းကြရလားရှင်ကျမကပြပါပါဒီနေ့ဖေဖော်ဝါရီလ9ရက်နေ့အတွက်လူမှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Podcast အစီအစဉ်ရောက်ရှိလို့လာပါပြီဒီနေ့မှာတော့ဘလို့ထူးခြားတဲ့အကြောင်းအရာတွေပါဝင်လဲဆိုတာအဆုံးထိနားဆင်ကြည့်ကြရအောင်ပါဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနီပါဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတဦးသေဆုံးသွားပြီဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာဒီ virus ဟာနိုင်ငံတကာအဆင့်ထိကူးစက်ပြန့်နှံ့နိုင်ခြေနည်းပါးနေသေးတယ်လို့ဆိုပေမဲ့ဒေတာတွင်းမှာတော့စိုးရိမ်မှုတွေရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနကွန်ခရိုင်မှာနေထိုင်တဲ့အသက်50ဝန်းကျင်အမျိုးသမီးတဦးဟာနီပါဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်သေဆုံးသွားခဲ့တာပါ WHO ရဲ့ထုတ်ပြန်ချက်အရဒီလူနာဟာဇန်နဝါရီလ28ရက်နေ့ကတည်းကဆေးရုံတက်ကုသခဲ့ရတာဖြစ်ပြီးတွင်းနမူနာတွေကိုစစ်ဆေးကြည့်တဲ့အခါနီပါဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုအတည်ပြုနိုင်ခဲ့တာပါဖေဖော်ဝါရီလ3ရက်နေ့မှာတော့အဆိုပါလူနာသေဆုံးသွားခဲ့ပြီလို့ဘင်္ဂလားဒေ့ရှ်အစိုးရကWHO ကိုအကြောင်းကြားခဲ့ပါတယ်။စုံစမ်းချက်တွေအရအဆိုပါအမျိုးသမီးဟာခရီးသွားရာဇဝင်မရှိပေမဲ့ထိုင်ရည်စိမ်း raw date plant sap ကိုတောက်တုံးခဲ့တာတွေ့ရပါတယ်။နီပါဗိုင်းရပ်စ်ဟာလင်းနို့တွေရဲ့တွေစီးနဲ့မစင်တွေရသစင်ထေတဲကိုရောက်ရှိသွားပြီးအဲ့ဒီကနေမှသစင်လူကိုကူးစက်တတ်တာပါဘင်္ဂလားဒေ့ရှ်မှာ2000ခုနှစ်ကစလို့နီပါဗိုင်းရပ်စ်ကူးစက်မှုပေါင်း350နီးပါးရှိခဲ့ပြီးထက်ဝက်ကျော်ဟာဒီလိုထေစိမ်းတောက်300ကနေကူးစက်ခံခဲ့ရတာဖြစ်ပါတယ်အချက်အလက်အသေးစိတ်နဲ့ကုသဆေးကာကွယ်ဆေးယခုထိမရှိသေးပါသေဆုံးမှုနှုန်းဟာ40%ကနေ85%ထိမြင့်မားလာနိုင်တဲ့လက္ခဏာများပြားရှိနေပါတယ်အပြင်းပြခြင်းအန်ခြင်းတက်ခြင်း WHO အထွေထွေအတွင်းမှုချုပ် Tedros ကတော့ဒါဟာအလွန်အန္တရာယ်ရှိတဲ့ယောဂဖြစ်လို့စောင့်ကြည့်စစ်ဆေးမှုတွေမြင့်တင်ဖို့တတိပေးထားပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိရောခရီးသွားလာမှုနဲ့ကုန်သွယ်ရေးတွေကိုကန့်သက်ဖို့မလိုအပ်သေးဘူးလို့ဆိုပါတယ်။လက်ရှိမှာသေဆုံးသူနဲ့ထိတွေ့ခဲ့သူ35ဦးကိုစမ်းသပ်ထားပေမဲ့နောက်ထပ်ကူးစက်ခံရသူတွေတော့မတွေ့ရှိသေးပါဘူး။နီပါဗိုင်းရပ်စ်ဟာလင်းနို့ဝက်တွေကနေသစင်လူကိုကူးစက်တယ်လို့လူအချင်းချင်းထိတွေ့မှုကလည်းပြန့်ပွားနိုင်တာကြောင့်အထူးတတိပြုဖို့လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိမငြိမ်မသက်ဖြစ်မှုတွေဟာခေါင်းဆောင်တချို့ရဲ့အာတာနဲ့လောဘတွေကြောင့်ဖြစ်တယ်လို့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရွမ်စစ်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ဒါအပြင်တိုင်းပြည်လုံးချုပ်ရေးအတွက် Federal တပ်မတော်တည်ထောင်ဖို့အပါအဝင်အချက်၄ချက်ကိုလည်း89နှစ်မြောက်ရှမ်းပြည်အမျိုးသားနေ့မိန့်ခွန်းမှာထည့်သွင်းအကြံပြုခဲ့တာပါဒီကနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို RCSS ဌာနချုပ်ရှိရာလွယ်တိုင်းလမ်းမှာကျင်းပခဲ့တာပါဒီအခမ်းအနားမှာ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရွမ်စစ်ကအနာဂတ်မြန်မာနိုင်ငံအတွက်အလွန်အရေးကြီးတဲ့အကြံပြုချက်၄ချက်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ပထမအချက်ကတော့ခေါင်းဆောင်တွေအနေနဲ့အတိတ်ကအမားကိုတင်ကန်းစာယူဖို့နဲ့ကိုယ့်အမားကိုမြင်တတ်ဖို့ဒုတိယအချက်ကတော့1940ခုနှစ်ပြည်လုံကတိကဝတ်တွေကိုအကောင့်ထဲပေါ်ပြီးအပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့တတိယအချက်ကတော့အနိုင်ယူဖိနှိပ်တာမျိုးထက်လက်နက်ချင်းဆိုင်တွေ့ဆုံဆွေးနွေးအပြေရှားဖို့နဲ့စတုဒ္ဓချက်တိုင်းပြည်လုံခြုံရေးအတွက် Federal တပ်မတော်ဖွဲ့စည်းတည်ထောင်ဖို့ဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးရွမ်စစ်ကဆက်လက်ပြောကြားရမှာတော့လွတ်လပ်ရေးရပြီး98နှစ်ကြာတဲ့အထိအိန္ဒိယနိုင်ငံတွေလောက်တိုင်းပြည်မတိုးတက်တာဟာခေါင်းဆောင်တွေအလဲအလက်လမ်းစဉ်ကိုမလျှောက်လန်းလို့ဖြစ်တယ်လို့ဆိုပါတယ်။အထူးသဖြင့်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးရှုပ်ထွေးမှုတွေအကြက်တွဲတွေပေါ်ပေါက်ခဲ့ရပြီးပြည်သူတွေဟာလက်နက်ဆွဲကင်တော်လှန်ခဲ့ကြရတယ်လို့ထောက်ပြခဲ့ပါတယ်။ဒါတွေအားလုံးဟာပင်လုံစာချုပ်ကိုလိုက်နာတာနဲ့လူတဦးတယောက်ရဲ့အတ္တတွေကြောင့်ဖြစ်လာရတဲ့အကျိုးဆက်တွေလို့သူကပြောပါတယ်။ဒီကနေ့အခမ်းအနားကို RCSS တပ်ဖွဲ့ဝင်1000ကျော်ကစစ်ရေးပြအလေးပြုခဲ့ကြသလိုလူဦးရေ9000ဝန်းကျင်တက်ရောက်ခဲ့ကြပါတယ်။ KNU, ALP နဲ့ SNA အစရှိတဲ့မဟာမိတ်အဖွဲ့တွေကလည်းဂုဏ်ပြုတော်ဝင်လာတွေပေးပို့ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဥက္ကဋ္ဌကရှမ်းပြည်နယ်နဲ့တော်ဝင်လာပေးပို့ခဲ့ပြီးတိုင်းဒါလက်နက်ကင်တွေအနေနဲ့
လက်နက်ကိုင်လမ်းစဉ်ကိုဆွနှုတ်ကငင်းချရေးဆွေးနွေးပွဲလာဖို့ဖိတ်ခေါ်ကြောင်းထပ်တွင်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ RCSS ဥက္ကဋ္ဌရဲ့မိန့်ခွန်းမှာတော့ပြည်လုံကတိကဝတ်တွေအတိုင်းဆောင်ရွက်ပြီး Federal တပ်မတော်တည်ထောင်မှသာပြဿနာတွေပြည်လည်နိုင်မယ်ဆိုတာကိုအလေးပေးပြောကြားသွားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ကလူစီကားရာဈေးဝယ်စင်တာနီးမှာရှိတဲ့ဆောင်းလိုရေးလုပ်ငန်းခွင်တစ်ခုမှာမျောစင်ကရိန်းလက်တံပြုတ်ကျမှုဖြစ်ပွားခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့်မြန်မာအလုပ်သမား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီကနေ့ဖေဖော်ဝါရီ9ရက်မနက်10:00နာရီဝန်းကျင်မှာဘန်ကောက်မြို့ကဆောင်းလိုရေးလုပ်ငန်းခွင်တစ်ခုမှာမတော်တဆမှုဖြစ်ပွားခဲ့တာပါ။အထက်မြင့်အဆောက်အုံဆောက်လုပ်ရာမှာသုံးတဲ့မျောစင်ကရိန်းရဲ့လက်တံဟာရုတ်တရက်ပြုတ်ကျခဲ့ပြီးအောက်မှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား2ဦးပေါ်ပိတ်မိခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်မြန်မာအလုပ်သမားအမျိုးသား2ဦးဟာပြင်းထန်တဲ့ဒဏ်ရာတွေရရှိပြီးနေရာမှာတင်မိမျောသွားခဲ့တယ်လို့မြန်မာအမျိုးသမီးအလုပ်သမား2ဦးကလည်းခြေထောက်မှာဒဏ်ရာရရှိခဲ့ပါတယ်။မတော်တဆမှုဖြစ်ပွားပြီးမကြာခင်မှာပဲထိုင်းရဲတပ်ဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့တွေခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတွေဟာမိမျောနေတဲ့မြန်မာအမျိုးသားကိုချက်ချင်းမဲ့အရေးပေါ်အတက်ကယ်ဆယ်ရေးCPR လုပ်ငန်းတွေဆောင်ရွက်ခဲ့ရပါတယ်။အရေးပေါ်ကုသမှုတွေကြောင့်တတိပြန်လည်လာတဲ့အလုပ်သမားအပါအဝင်ဒဏ်ရာရသူ2ဦးလုံးကိုလက်ရှိမှာဆေးရုံကိုပို့ဆောင်ပေးထားပါတယ်။ထိုင်းအာဏာပိုင်တွေကတော့အခုလိုကရင်းလက်တံဘာကြောင့်ပြုတ်ကျရတယ်ဆိုတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေတယ်လို့အဆိုပါစောင့်လို့ရေးလုပ်ငန်းခွင်ရဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာသတ်မှတ်ချက်တွေကိုလိုက်နာမှုရှိမရှိကိုလည်းဆက်လက်စစ်ဆေးသွားမယ်လို့သိရပါတယ်။ဂျပန်နိုင်ငံချီပစီရင်စုကကင်ဆာစင်တာတစ်ခုမှာစိတ်မတန်းတွေမာယွင်းမှုကြောင့်လူနာတဦးရဲ့စီးတိတ်ကိုမလိုအပ်ပဲခွဲစိတ်ဖြတ်ထုတ်ခဲ့မိတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။တခြားကင်ဆာလူနာရဲ့စစ်ဆေးချက်နဲ့မာယွင်းခဲ့တာကြောင့်အခုလိုဖြစ်ခဲ့ရတာပါ။ဒီဖြစ်ရပ်ဟာချီပစီရင်စုကင်ဆာစင်တာမှာဖြစ်ပွားခဲ့တာပါ။ဆေးရုံမှာစောင့်ကြည့်ကုသမှုခံယူနေတဲ့အသက်60ကျော်အမျိုးသားလူနာတဦးရဲ့စိတ်မတန်းတဲ့ကိုတခြားကင်ဆာလူနာတဦးရဲ့ဆေးစစ်ချက်ရလက်မာယွန်းစွာရောထွေးထက်တွင်ခဲ့မိရာကနေဒီမာယွန်းမှုကြီးစတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါမာယွန်းနေတဲ့မတန်းကိုကြည့်ပြီးဆရာဝန်တွေကလူနာမှာကင်ဆာဖြစ်နေပြီလို့ယူဆခဲ့တာကြောင့်ပြီးခဲ့တဲ့2025ခုနှစ်အတွင်းမှာစီးကျိတ်ကိုအလုံးလိုက်ခွဲစိတ်ဖြတ်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ခွဲစိတ်မှုအပြီးမှာတော့ထုတ်ယူလိုက်တဲ့စီးကျိတ်ရဲ့အခြေအနေနဲ့ခွဲစိတ်မှုမတိုင်ခင်ကစစ်ဆေးထားတဲ့ရလဒ်တွေဟာတိတိတတ်တာကွာခြားနေတာကိုတာဝန်ခံဆရာဝန်တွေကတတိထားခဲ့မိတာပါ။အဲ့ဒီနောက်ပိုင်းမှာအသေးစိတ်ပြန်လည်စစ်ဆေးခဲ့ရမှာတော့လူနာချင်းမာယွင်းခဲ့တာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။လက်ရှိမှာတော့ချီပစီရင်စုကင်ဆာစင်တာကဒီဖြစ်ရဲ့အတွက်စစ်တပ်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးစုံစမ်းစစ်ဆေးရေးကော်မတီတရက်ကိုဖွဲ့စည်းလိုက်ပါတယ်။ဒီလိုကြီးမားတဲ့မာယွင်းမှုဘာကြောင့်ဖြစ်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းမှန်ကိုဖော်ထုတ်ဖို့နဲ့နောက်ဒီလိုမျိုးထက်မဖြစ်အောင်တားဆီးနိုင်ဖို့အတွက်အသေးစိတ်စုံစမ်းစစ်ဆေးနေလို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့အတွက် Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။